ရဲလားလဲရအင်းဟုတ်တယ်မကြွေးဘူးနဲ့နေပူကြီးကိုအိတ်နာမှာမကြွေးလို့ဟုတ်ပါကွာခလေးကိုမကြွေးဘူးကြည့်အောင်လဲအင်းဟုတ်တယ်အစာကြွေးရမှာလဲအင်းဟုတ်တယ်မကြွေးဘူးပေါ့ညီမကြွေးဘူးပေါ့မမရေကြွေးလောက်ဟေးပြေးလောင်းလဲမကြွေးဘူးပေါ့အေးပြေးလောင်းကြွေးလိုက်ပါအောင်ဟာလဲအေးဟုတ်တယ်ကြွေးမယ်လှိမ့်လဲငါလဲဦးလားဟောဘိုက်မှာအနာရနဲ့မယ်ဟုတ်လားဟုတ်တယ်မမရေကျွေးလာအောင်ဟေးမိကောက်ကလည်းကျွေးလာဟေးဒီမှာမိကောက်ကလည်းစားမှာတဲ့မိကောက်ကလည်းစားမှာတဲ့ဟုတ်တယ်မိကောက်ကလည်းစားမှာတဲ့အမလီမိကောက်ကလည်းစားမှာတဲ့ဟုတ်တယ်မမရေကျွေးလာအောင်ဟေးဒီကဥဒုမကလည်းကြောင်ကိုကျွေးမယ်ဆိုလို့သူကတောင်းနေဟဟလားမိကောက်စားမှာလားကလေးစားမှာပေါ့ပဇာကြီးကကြီးပါအဲ့ရောက်နေကိုဘဲလန်လို့ခေါ်တာဟုတ်တယ်သွားလိုက်သွားလာတဲ့ဟုတ်ကလာတဲ့လာတဲ့သွားအဲ့မှာလာတဲ့မလီလာဆိုလည်းသိတယ်ဟာလာဆိုလည်းသိတယ်ဟာကဲလာဆိုလည်းသိတယ်တက်လာဆိုလည်းသိတယ်တက်ဆိုလည်းသိတယ်တွေ့တယ်ကြံညောင်းကပဲရောက်သွားတော့ကြံညောင်းရေးလာစင်းခဲ့လာကြံညောင်းရေးမိကီမနေမစားဘူးလားအစားနဲ့အိမ်နဲ့ကတော့ပြောမယ်သူကညခွေးမြက်ကြိုက်တာအနာကြီးစားလာကြံကြောင်းလားတက်ကြံကြောင်းတက်ဆရာကြီးလိုက်ကြံကြောင်းလိုက်မသားဘူးလားတူတူစားမိကြီးစားမိကောက်ငါစားကျင်တာဟဲ့လားစားကျင်တာဦးလေးကမိကောက်ရဲ့စားကျင်နေဦးလေးစားရင်ငါတို့တိုင်းထိုင်ဦးလေးငါတို့စားကျင်လို့ငါတို့ထိုင်တာဟုတ်လားထိုင်ဟာစားမလားနေကြက်သားတော့မှစားဟလားမိကောက်လေးတနာပါရဲ့သူကြောင်ကြွေးဦးတဲ့ကောက်မအောင်မကြွေးဦးတဲ့မိကောက်ရေးစားကျင်တာဟလားဦးလေးပါဇက်ကြီးပြေးပြတာဟုတ်တယ်အနေအဲ့ကမိကောက်စားမှာလားလာလိုက်ခဲ့လာယူလာလိုက်ဒီနောက်ထိုင်
အမူလီဟာမောရတာအမူလီမောရတာမောရတာအမူလီထိုင်ရ